Bean ဆိုရင် Mr. Bean လောက်ပဲသိရဲ့ကျွန်တော်ကဒီနေ့မှာတော့ဝန်ကြီးမြောင်းမှာရှိတဲ့ Lumini မှာ American Breakfast ကိုစဖို့ရောက်လာပါတယ်ပေါ့နော်ပထမဆုံး try နာဆိုတော့လည်းနည်းနည်းတော့စိတ်လှုပ်ရှားမိရဲ့ပေါ့နော်ဆိုင်ကတော့တနေရာတိုင်းမှာလည်းမနက်စာစုံစုံလင်းလင်းရတယ်လို့ပြောလို့ရမယ်ပုံမှန်မနက်စာမဟုတ်ဘဲနဲ့ထူးထူးခြားခြားစားကျင်တဲ့ဆိုတော့ရွေးချယ်လို့ရတဲ့ menu တွေလည်းသဘုံသပင်ရှိတယ်ပေါ့နော် Okay ရောက်လာပါပြီကျွန်တော်ရဲ့ American Breakfast ကိုမှလိုက်တဲ့အစားအသောက်တစ်ခုတည်းကနေအရသာမျိုးစုံမီးစမ်းကြည့်ကျင်တဲ့လူတွေအတွက်တင့်တော်တယ်လို့ထင်တယ်ဒီမှာဘာတွေပါလဲဆိုရင် bacon ပါမယ် beans တွေပါမယ်အာလူကြောင်ကြော်တွေလည်းပါမယ်ခင်းကျင်သီးတွေလည်းပါအဲ့မှာကြ Okay ဘာမှမဖြစ်ခဲ့တယ်လို့ပေါ့လေဒီမီနူရဲ့အားသာချက်ကတော့ကိုကြိုက်တဲ့အရာသာနဲ့ကွန်ဘိုလိုပဲပေါင်းပြီးတော့စားရလွယ်ပေါ့နော်ဘရိတ်ကတော့တစ်ခါမှမရောက်ဘူးပါဘူးဒါပေမဲ့ဒီလိုမနက်စာကိုကြည့်ချင်အပြင်တမနက်လုံး run ဖို့အတွက် energy အပြည့်ရမှာတော့သိကြပါတယ်ဒါကြောင့်ပဲမနက်စာကိုရှင်းပြရင်လို့သုံးဆောင်ဖို့လူတွေပြောကြတာပဲမဟုတ်လား